ဖြစ်ဖြစ်လေးရတော့လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်လောက်တုန်းကမြိုင်သာရွာလေးမှာအမှန်တကယ်ဖြစ်ပွားခဲ့တာပါအဲ့ဒီချိန်တုန်းကမြိုင်သာရွာကအင်းချင်းနေပါပြီးတော့ရိုးမတော်နဲ့နေတာဆိုတော့အတော်လေးခေါင်းတဲ့ရွာလို့ပြောရပါလိမ့်မယ်ရွာလေးကခေါင်းတဲ့အပြင်လူနေပါပြီးတော့ရွာသားတွေကလည်းဘူးတုတနေကြတော့မြို့တွေဘာတွေကိုတော်ယုံနဲ့မရောက်ဖြစ်ကြဘူးပေါ့ဗျာအဲ့ဒီချိန်တုန်းကမြိုင်သာရွာမှာတပတ်ကိုလူတစ်ယောက်နှုံးနဲ့ရရဆက်ဆက်အသက်ခံခဲ့ရပြီးတက်သွားတဲ့တရခန်ကိုလည်းဖမ်းလို့မမိခဲ့ပါဘူးနောက်ပြီးတော့တေဆုံးသွားတဲ့လူတွေအားလုံးရဲ့နှီးပါဟာခန္ဓာကိုယ်မှာကုတ်ချစ်ကုတ်ဖက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ဆိုတော့လူတက်လို့သေးတာမို့ပဲရိုးမာတော်တွေကတောကောင်တကောင်ကောင်ကဝင်ရောက်ကိုက်ဖြတ်ထားတာလို့အကြံပြင်းကောက်ချက်ချလို့ရပါတယ်ဒါကြောင့်ရွာတကြီးဦးအေးကသူ့ရွာကလူတွေတေဆုံးမှုအတွက်ရဲဌာနကိုအကြောင်းမကြားတော့ဘဲနဲ့ဟိုဘက်ရွာကမုတ်ဆိုးကျော်ဦးလူပေကိုသာရွာကိုခေါ်ပြီးတော့အပူကက်ပါတော့တယ်လူပေဆိုတာကလည်းမွေးကလေးကယူမတော်တဲ့ကိုသူ့မိဘအိမ်တို့သဘောထားပြီးပေပေတေတေနေလာတဲ့ကောင်ဆိုတော့ဝါသနာနဲ့သူ့ရဲ့မုတ်ဆိုးအလုပ်ကထပ်တူကြနေတော့တာပါပဲဒါကြောင့်လေဒီနေ့တရုံးမှာဘလောက်ပဲတောင်းကျမ်းတဲ့တောကောင်ဖြစ်ဖြစ်လူပေရဲ့ရိုင်းဖဲနဲ့တွေ့ရင်တော့အသက်ပြောက်ရတာကြီးပါပဲအဲ့ဒီနေ့ကမြိုင်သာရွာတောင်ပိုင်းကကြက်မွေးတဲ့ဦးဖိုးသားတယောက်တောထဲမှာဘာကောင်ဝန်ဆွဲသားတာလဲတော့မသိပါဘူးတကူလုံးမှာလည်းကုတ်ချစ်ခံထားရတဲ့ဒဏ်ရာတွေနဲ့ဦးရီကလေးစားတွေကထွက်လုံနေပြီးသွေးတွေလင်းလင်းနဲ့သူ့အိမ်ရှိရကွက်ပြစ်ပေါ်မှာတီးဆုံးနေခဲ့ပါတယ်ဒါကြောင့်မနေ့စောစီစီရွာစကြီးဦးရီနဲ့လူပေတို့အဖွဲ့လဲရွာတောင်ပိုင်းကဦးဖိုးသားရဲ့အိမ်ကိုရောက်ရှိလို့လာကြတာပေါ့သူတို့တွေရောက်တော့ရွာသားတချို့လဲအင်းရှိမှာစုယုံရောက်ရှိနေကြပြီးဦးဖိုးသားရဲ့ဂျင်းကောင်တလောင်းလောင်းဖြစ်နေတဲ့အလောင်းကောင်ကြီးကိုကြည်ရင်နဲ့စုပ်သက်သက်ဖြစ်နေကြရပါတယ်အေးဗျာခတ်တော်တာပဲဦးဖိုးသားနဲ့ပါဆိုလို့ရှင်ကျုပ်တို့မြိုင်သားမှာလူသေးတာ3ယောက်တောင်ရှိပြီနော်တကြီးအေးဟုတ်တယ်မောင်လူပေးရေငါတို့လည်းဘလို့မှမကြံတတ်တော့တာနဲ့မင်းကိုခေါ်လဲရတာကဲဒါကိုမင်းဘလို့ထင်လဲမောင်လူပေးရဲ့စူစမ်းမအောင်လူပေရတကြီးရဲ့အမေကိုဘာမှခွန့်ထုတ်မပြတ်မဲပတ်ဝန်းကျင်ရဲ့အနေထားကိုမျက်စိကစားပြီးတော့အကဲခက်လုံနေပါတယ်ဒီခါမှာတော့ကာလာသားကောင်းဖြစ်တဲ့ကိုညိုကြီးကလည်းသူ့ရဲ့ထင်မြင်ယူဆချက်ကိုအခုလိုဝင်ရောက်ပြောဆိုပါတော့တယ်ဒီတိုင်းဆိုတော့ငါတို့ရွာလည်းအရင်ကတည်းကလူနေကနေပါတယ်ဆိုမှတရွာလုံးပြောင်းပြီးပြေးရတော့မဲ့ဂိမ်းဆိုင်နေပြီလူဆိုရင်တော့သူ့တွေကိုယ်တီချဖို့ဘာမှမဖြစ်ဘူးအခုကဘာကောင်ဝန်ဆွဲမှန်းမသိဖြစ်နေတော့တော်တော်လေးကိုတိုင်ပတ်နေတာကွာဒီလိုနဲ့လူပေဟာသူတို့ပြောတာတွေကိုဘာမှပြန်မပြောအားပဲဟိုးဒီရှာဖွေရင်အိမ်နောက်ဖေးဘက်ကိုထွက်လာခဲ့ပါတယ်အိမ်ရှိမှကျန်ခဲ့တဲ့သူတွေကလည်းလူပေသွားတဲ့နောက်ကိုရောရောင်ကလိုက်လာရင်အိမ်နောက်ဖေးဘက်ကိုရောက်လို့လာကြပါတယ်လူပေကမြေပြင်ပေါ်မှာမုတ်ဆိုးထူးထောက်ထိုင်ချလိုက်ပြီးမြေကြီးပေါ်ကိုကြည့်လိုက်တဲ့အခါမှာမြေပေါ်မှာထင်ထင်ရှားရှားရှိနေတဲ့ကြားချီယာကြီးတွေကိုမြင်လိုက်ရပါတယ်ကြားရဲ့ချီယာတွေကအိမ်ဝိုင်းတစ်ဝိုင်းလုံးမှာရှိနေတာမျိုးမဟုတ်ပဲနောက်ဖေးတောဆက်ရောက်မှပေါ်နေတာမျိုးဆိုတော့လူပေလည်းအတော်လေးစဉ်းစားရခက်သွားပါတယ်ဒါပေမဲ့မြိုင်တော်ရွာကိုဒုက္ခပေးနေတဲ့ကောင်ကကြားတကောင်ဆိုတာကိုအလင်းအမြန်သိလိုက်ရတာကြောင့်စိတ်ထဲမှာတော့ကြိတ်ပြီးတော့ဝမ်းသာသွားခဲ့ရပါတယ်လူပေရဲ့မိုးဆိုးဝါရာဆိုရင်ဒီကြားချီယာတွေကအရွယ်ရောက်ပြီးသားကြားထိတကောင်ရဲ့ချီယာတွေဆိုတာခက်မှန်းလို့ရနေပါတယ်ဒါပေမဲ့ကြားရဲ့ချီယာတွေကပုံမှန်ထက်ပိုပြီးနဲ့နေတာကိုတွေ့တော့သူလည်းပုံမသိရဖို့အတွက်ကြားချီယာဥတင်နေတဲ့ခြုံပင်တွေရှိရာစီကိုဆက်ပြီးတိုးသွားလိုက်ပါတယ်သူထင်တဲ့အတိုင်းမှာပဲဒီကြားချီယာတွေကတာမန်ကြားတကောင်ရဲ့ချီယာတွေတော့မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ချီယာတွေကနိုင်ငံလန်းနဲ့မြေကွက်လက်ကိုရောက်တဲ့အခါမှာတော့လူတစ်ယောက်ရဲ့ချီယာပုံစံကိုချက်ချင်းပြောင်းလဲသွားလို့ပါပဲလူပေလိုမျိုးကောက်ချက်ချရမှာတော်တယ်မိုးဆိုးတယောက်တော့ကတော့ဒါဟာရိုးကြားမဟုတ်ပဲလူအသွင်ပြောင်းလို့ရတဲ့တမန်ကြားဆိုတာကောက်ချက်ချမိတော့တာပေါ့ကဲတကြီးရေတရခါတော့တွေ့ပြီဗျတကြီးတို့ရွာလူတွေကိုနေတိုင်းတက်ဖြတ်နေတဲ့ကောင်ကကြားဗျကြားဒါပေမဲ့ရိုးကြားတော့မဟုတ်ဘူးတကြီးရေဘလို့ကွာရိုးကြားမဟုတ်ဘူးဟုတ်လားမောင်လူပေငါ့ကိုနားရှိအောင်ပြောသားမှာကွာဒီလိုတကြီးကကျုပ်ရဲ့မုတ်ဆိုးဝါရပြောရမယ်ဆိုရင်ဒီကြားကရိုးကြားတော့လုံးဝမဟုတ်ဘူးဗျကျွန်တော်ခြေရာကောက်တာမလွဲဘူးဆိုရင်တမန်ကြားပဲဖြစ်မယ်တကြီးကဘလို့ရဲကွယ်တမန်ကြားဟုတ်လားဒါနဲ့နေစမ်းမောင်ကွာတမန်ကြားဆိုတာကငါတို့အဘိုးတွေလက်ထက်တုန်းကတခါပေါ်ပြီးပျောက်သွားခဲ့ပြီလေအခုမှပြန်ပေါ်လာတယ်ဆိုတော့မင်းဟာကဟုတ်ပါမလားမောင်လူပေရဟုတ်ပါတကြီးရေကျုပ်ကတော့တေးကြတယ်တကြီးက
ဒီပုံစံတိုင်းသာဆက်ပြီးလွတ်ထားမယ်ဆိုတော့ဒီကောင်ကြီးကတရွာလုံးကိုပြောင်းအောင်စားပစ်လိမ့်မယ်လူဘေးရဲ့စကားကြောင့်ခလန်းလန်းမှာရက်ပြီးတော့အချင်းတွေကိုစောင့်ကြည့်နေတဲ့ရွာသားတစုလဲမျက်နှာငယ်လေးတွေဖြစ်ကုန်ပါတယ်ဟိုရင်တုန်းကရုံးမာတော်ထဲမှာလူကနေကြားဖြစ်ကုန်ပြောင်းလို့ရတဲ့တမန်ကြားတစ်ကောင်ပေါ်လာခဲ့ပြီးရွာကလူ9ယောက်တိတိကိုအောင်တက်စားပြီးရင်နှစ်ပေါင်းများစွာကြာအောင်ပြန်ပြောက်သွားလေရှိတယ်ဆိုတာကိုကြားဘူးနေကြတော့အားလုံးကကြောက်ရွံ့လို့နေကြတာပါအဲ့ဒီနောက်တော့လူပေတယောက်ဘာမှဆက်မပြောတော့ပဲချီယာရီရဲ့နောက်ကိုမျက်လုံးရှင်ရှင်ထားပြီးဆက်ပြီးလိုက်ခဲ့ပါတယ်ခြုံကြိုခြုံကြားကိုဖျက်တမ်းလာခဲ့ပြီးသူ့ရဲ့နောက်မှာတော့တကြီးတို့အဖွဲကရင်တမမနဲ့ကပ်ပြီးလိုက်ပါလို့လာကြပါတယ်ချီယာရီကညကမှကြမ်းခဲ့တာဆိုတော့မပြောက်သေးပဲလောလောလတ်လတ်ကိုရှိနေခဲ့တာပါဒီလိုနဲ့အတော်လေးကြာအောင်ရှောက်လာပြီးတဲ့နောက်ဆုံးမှာတော့တကြီးတို့အိမ်တော်ဖေးရချန်စီယုံမှာအဆုံးသတ်သွားခဲ့ပါတယ်အဲ့ဒီချန်စီယုံရဲ့ရှေ့ကိုရောက်တဲ့အခါမှာတော့ဘာချီယာမှမတွေ့ရတာကြောင့်